အားလုံးပဲမင်္ဂလာပါခင်ဗျတပိုင်းမြန်မာနေပြန်နေကြတော့လိုက်ပါတယ်ကျွန်တော်တို့ကက်ကမှာပေါ့နော်မြန်မာသားဖောက်မှန်မှန်တဲ့သူတွေဒီနေ့လေးတိုင်းလုပ်ကြည့်ပေါ့နော်ဟိုအရင်ကြီးအတိအကျတော့မဟုတ်ဘူးနော်တချို့ဆိုရင်ကီးဘုတ်တွေပါလေးဝယ်ရတယ်ပေါ့နော်အဲ့တော့ပတ်စံနဲ့မပေးခြင်းဘူးဆိုတော့ဒီနေ့တိုင်းလေးလိုက်လုပ်ကြည့်မယ်ကျွန်တော်တို့အရင်ဆုံး Google Play Store ဝင်ပြီးတော့ Zap Phone ဆိုလေးရိုက်ရှာလိုက်ပေါ့နော် Zap Phone 3ဆိုတာလေးကြားလာမယ်နော်အဲ့ဒါလေးကိုရိုက်လိုက်ပါဆက်ပြီးကျွန်တော်တို့ဒီမှာဆွဲပြီးသားဆိုတော့ Open နဲ့တောင်းဝင်လိုက်မယ်မိတ်ဆွေတို့က install လုပ်ပြီး download လေးဆွဲလိုက်ပါနော် install ရောက်ပြီဆိုတော့ねကျွန်တော်တို့ကဒီမှာဒီနေရာမှာ line မကောင်းဆိုတော့ဒီခါလေး VPN လေးခံပေးလိုက်ပေါ့နော်ကောင်းရင်တော့လည်းတိုင်းလေးလုပ်လိုက်အဲ့မှာကျွန်တော်တို့ဒီမှာစာရေးဒီမှာရှိတယ်မြန်မာဖောင်းဆိုတာရှိရနော်ဒီမှာမြန်မာဖောင်းမြန်မာဆိုတာ CO ဆိုတာလေးနှိပ်လိုက်ပေါ့နော် CO ဆိုတာနှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ကိုကြိုက်တဲ့ဖောင်းလေးတွေထောင်းပြီးတော့ကိုနဲ့ကြိုက်မကြိုက်ကြည့်ကြည့်ပေါ့နော်ကျွန်တော်တကယ်လို့မတွေ့ဘူးဆိုရင်မိတ်ဆွေတို့ကဒီမှာ category ဆိုတာရှိရနော်ဒီအောက်မှာ home ရဲ့ဘေးမှာ category လေးနှိပ်ပြီးတော့ဒီမှာသူ့ရဲ့ဘာသာစကားလေးရှိရ Arabic တို့ Arabic Bengali Chinese အဲ့ဒါရှိရနော်အဲ့အောင်မှာဆွဲလိုက်ပါနော်ခမာကိုရီးယားမြန်မာဆိုတာလေးနှိပ်လိုက်နော်189တဲ့ available ဖောင်း189မျိုးရှိရပါနော်အဲ့ဒါကိုနှိပ်လိုက်မယ်နှိပ်ရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကတော့စမ်းပြီးတော့ဒါလေး down လိုက်မယ်နော် ဧကဆိုတာလေးနမမှန်တော့မသိဘူးပေါ့နော်ဒီက download ခလုတ်လေးနှိပ်လိုက်ပါနော်ဒေါင်းမိသားဖြစ်တယ်ပေါ့နော်ဒေါင်းမိသားဖြစ်တယ်ဆိုတော့ကျွန်တော်ကက်ကထဲမှာပဲပြလိုက်တော့ဒီအောက်က test ဆိုတာလေးကိုနှိပ်မယ် test ဆိုနှိပ်ပြီးရင် attach ဆိုတာလေးနှိပ်မယ်နော် a black ပုံစံလေးနဲ့ attach ကိုနှိပ်မယ် attach နှိပ်ပြီးရင်ကျွန်တော်တို့ဒီ test ပေါ်မှာထောက်လိုက်ပါနော်ဒီကောင်လေးပေါ်မှာထောက်လိုက်မယ်ဒီဘက်မှာ font ဆိုတာရှိရနော် font ကိုရှာမယ်တကယ်လို့မိတ်ဆွေတို့မတွေ့ဘူးဆိုရင်ဒီအောက်ထဲမှာရှိရနော်ဒီအောက်ထဲမှာဒါလိုဆွဲပြီးရှာလိုက်ဒီညာဘက်မှာကိုကအသစ်ထည့်မယ်ဆိုရင်ညာဘက်မှာရှိရနော် font ကိုရှာလိုက်အဲ့မှာ my font ဆိုတာလေးကိုရွေးလိုက်မယ် my font ကိုရွေးပြီးရင်ကျွန်တော်တို့က app ဆိုတာလေးနှိပ်မယ်ပေါ့နော်ကျွန်တော်ထည့်ပြီးသားမပြနိုင်ပါဘူးเนาะဒါမိတ်ဆွေတို့ထည့်ပြတာပါเนาะပြီးကြ my phone ကိုနှိပ်လိုက်မယ်ဟောကျွန်တော်တို့ဒီနေရာမှာပေါ့เนาะဒီ phone ကိုမရွေးခင်ကျွန်တော်တို့ကတခုရှိရပါเนาะ keyboard သွားပြောင်းမယ်ပေါ့เนาะ keyboard သွားပြောင်းအောင်မယ် additional setting နဲ့ဝင်ပြီးတော့ကျွန်တော် language in import ဆိုတာ import ဆိုတာလည်းနှိပ်မယ်เนาะနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ current keyboard ဆိုတဲ့နေရာမှာကျွန်တော်တို့ကကိုယ်ကပါလဲစောကြီးဖောင်းလားစောကြီး keyboard လားပကံ keyboard လားပေါ့နော်အဲ့တစ်ချက်ရွေးပေးလိုက်နော်ပကံ keyboard ကျွန်တော်ပကံ keyboard ရွေးလိုက်တယ် manage keyboard ကိုလည်းတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးပကံ keyboard ဖွင့်ပြီးသွားပြီနော်ကျွန်တော် Proton keyboard လည်းရှိရနော်အဲ့ဒါကလို့ Proton keyboard ဆို Proton keyboard နဲ့ပေါအောင်နော်ဒါကျွန်တော်ပကံ keyboard နဲ့ပြန်ပါမှာပကံ keyboard ပဲရွေးလိုက်တာပါနော်မိတ်ဆွေတို့က Proton keyboard ရှိရဆိုရင် Proton ပဲရွေးဖွင့်ပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့မှာပကံ keyboard ကိုတစ်ချက်သွားမယ်ပကံ keyboard ထဲသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ language ဆိုတာလေးတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ select typing style ဆိုတာလေးရှိရနော်အဲ့မှာ select typing ဆိုတာကိုယ် Unicode နဲ့လားပကံ style လားပေါ့နော်အဲ့မှာကိုယ်စမ်းပြီးရိုက်ကြည့်ပေါ့နော်ကျွန်တော်တို့ကိုကဒီမှာပကံဆိုရင်ပကံ style ဆိုပကံနဲ့ပဲရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ပကံ style ရွေးပြီးရိုက်ကြည့်ရတော့ဖောင်းကမမှန်ဘူးပေါ့နော်အဲ့တော့ကျွန်တော် Unicode style နဲ့ပဲရွေးလိုက်တာပေါ့နော်အဲ့ဒါလေးပြောင်းပေးပေါ့နော်ကိုက Unicode နဲ့စမ်းရိုက်ကြည့်လို့မမှန်ဘူးဒီထဲမှာ3ခုရှိရင်တော့အဲ့လေးရွေးပြီးတော့စမ်းပြီးရိုက်ကြည့်ပေါ့နော်ပကံ style နဲ့မှန်လားတင်မုံကြီး style နဲ့မှန်လားပေါ့နော်ကျွန်တော်တို့ Unicode နဲ့မှန်တဲ့အတွက် Unicode နဲ့လုပ်လိုက်တယ်ကျွန်တော်တို့စောစောဖောင်းရွေးတဲ့နေရာပြန်သွားမှာပေါ့နော်โอเคအဲ့မှာဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့စောစောနေရာပြန်ရောက်ပြီပေါ့နော်အဲ့ဆိုဒီ test လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် test လေးကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီ S style လေးကိုတစ်ချက်နှိပ်လိုက်မယ် S style နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဖောင်းဆိုတာလေးနှိပ်ရမှာပေါ့နော်တကယ်လို့မိတ်ဆွေတို့မရှိဘူးဆိုရင်ဒီအောက်ဘားလေးနဲ့ဒီအောက်ဘားမှာလည်းဆွဲပြီးရှာကြည့်နော်ဟိုဘက်ဒီဘက်လေးဆွဲရှာကြည့်အပေါ်ဘားမှာလည်းဟိုဘက်ဒီဘက်လေးဆွဲရှာကြည့်ပေါ့နော်ဒီအောင်လေးမှာလည်းဆွဲရှာကြည့်လို့ရတယ်ကျွန်တော်ဒီနေ့မှာဖောင်းဆိုတာလေးပေါ်နေရလေးနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က my ဖောင်းဆိုတာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော် F ဆိုတာလေးနှိပ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုထောင်းထားတဲ့ဖောင်းထဲမှာမဟုတ်ဘူးနော်အဲ့ဒါပြီးရင်ကျွန်တော်တို့များသောအားဖြင့်စမ်းပြတာတော့ပြည်တော်စုနဲ့စမ်းပြတာများတယ်ပေါ့နော်ကျွန်တော်လည်းပြည်တော်စုနဲ့ပဲစမ်းပြလိုက်မယ်โอเคဒီမှာပြည်တော်စုရောက်ပြီကျွန်တော်ပြည်တော်စုကိုတစ်ချက်ရွေးလိုက်မယ်ပြည်တော်စုပေါ်မှာထောက်ပြီးတော့ဒါလိုလေး coin လေး white နေမှာနော်ပြည်တော်စုကသူ့ရွေးထားတယ်ဆိုတော့ပြတာပေါ့နော်ကျွန်တော်တို့အဲ့မှာရိုက်ကြည့်လိုက်မယ်ခဏလေးအယောင်ပြောင်းလိုက်မယ်နော်ကျွန်တော်အယောင်လေးတစ်ချက်ပြောင်းမယ်โอเคအောက်က dash ဆိုတာဖြတ်လိုက်ပါလုံးပဲ
ပါโอเคဒါဆိုမှန်သွားပြီเนาะအဲ့လိုလေကိုယ်နဲ့ကြိုက်တဲ့ဖောင်လေးတွေကိုအလားလေးတွေလည်းစမ်းကြည့်ပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ဆိုဒီမှာအလားလေးတွေဆိုရင်ဖောင်လားလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်နဲ့ကြိုက်တဲ့ဖောင်လေးတွေဂျိုးကြဆိုရင်ဒီမှာကြောင်းကြည့်လိုက်မယ်နော်လေဒါဆိုဂျိုးကြဆိုဖောင်တစ်မျိုးဖြစ်သွားပါပေါ့နော်ဒါအခရာဆိုဒါတော့လည်းဖောင်တစ်မျိုးဖြစ်သွားတာပေါ့နော်ဒါမှန်တယ်ပေါ့နော်ဒီမှာဆိုဖောင်လေးတွေမှန်တယ်အဲ့လိုလေးကိုစမ်းကြည့်ပေါ့နော်ကိုက Unicode ကျွန်တော်စောစောကပြောသလိုပကံကီးဘုတ်ထဲမှာ Unicode နဲ့ကြိုက်တဲ့သူက Unicode နဲ့ရွေးချယ်ပြီးရိုက်ကြည့်ပကံစတိုင်နဲ့တိုင်ပင်နဲ့တွေးတဲ့ကြိုက်တဲ့သူကပကံတိုင်ပင်ကိုရွေးကြည့်သမုံကြီးကြိုက်တဲ့သူကသမုံကြီးကိုရွေးကြည့်ပါနော်โอเคအားလုံးပဲဆင်ပြေကြပါစေဗျာ